တချို့လူတွေမှာ train ရှိတယ် talent ရှိတယ်ဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာဘာမှဖြစ်မလာဘူးဘာလို့လဲသူတို့ဘဝကိုဖြစ်သိနေတာကံမကောက်တာမဟုတ်ဘူးသူနေတိုင်းလုပ်နေတဲ့ happy သေးသေးလေးဒေးကြောင့်ပဲလူတစ်ယောက်ရဲ့အနာဂတ်ကိုသုံးဖက်ချက်ကြီးတွေထက်သူနေတိုင်းလုပ်နေတဲ့ happy သေးသေးလေးတွေကပို့ပြီးတော့သုံးဖက်ပေးတယ်ဒီဗီဒီယိုမှာလူငယ်အများစုမသိပေဘဝပြည့်စုံနိုင်တဲ့ကျင့်သုံးကိုပြောပြပေးတော့ပဲဖြစ်ပါတယ်အဲဒါကြောင့်ဗီဒီယိုကိုသုံးထိကြည့်ဖို့ပြောချင်ပါတယ်ကျွန်တော် channel ကိုလည်း subscribe မလုပ်ထားဘူးဆိုရင် subscribe လုပ်ထားဖို့ပြောချင်ပါတယ်ပထမအချက်တစ်ခုကကြတော့နောက်မှလုပ်မယ်ဆိုတဲ့အကျင့်အောင်မြင်ခြင်းနဲ့ဒါပေမဲ့တစ်ခုကိုစားပြီးတော့မလုပ်ရဘူးမနေ့ဖြန်လုပ်မယ်ဘာဖက်ဖြစ်မှလုပ်မယ်ဟိုလည်းပဲအချိန်တွေကကုန်သွားတယ်ဘာဖက်တိုင်းကိုတောင်းနေတဲ့လူတွေကအချိန်ကုန်သွားတက်တယ်ဒီဟာကျတဲ့ဥကကြတော့သူများတွေရဲ့ဘဝကိုကြည့်နေတာဖုန်ကြည့်တိုင်းသူများတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးတော့ပျော်ရွှင်နေတာကိုယ်ကိုကြတော့ဘာမှမဖန်တီးဘူး wishing success is not success ဆိုတဲ့အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်ဒါရီယာကျတဲ့ဥကကြတော့ကောင်းကောင်းဆုံးတင်းမှာပဲနေတယ်ဖေးရကြောင်းမစရဘူးမကိုင်းရဘူးဒါပေမဲ့ကောင်းကောင်းဆုံးတင်းမှာနေခမရရဲ့ဘဝကမပြောင်းဘူးဖေးရက temporary ပဲ recharge ကပို့ချနိုင်တယ်ဒီအလေးကျဲသုံးခုကိုဒီနေ့ကနေစပြီးတော့ပြောင်းနိုင်ရင်ခမရရဲ့ mindset ခမရရဲ့ confidence ခမရရဲ့ future အကုန်ပြောင်းလာလိုက်မယ်ခမရကိုဖြစ်စေနေတာကနောက်မှလုံးမယ်ဆိုတဲ့စိတ်လူများရဲ့အောင်ပွဲမှုကိုကြည့်နေတာကောင်းဖို့ဆုံးထဲမှာနေတာအဲ့ဒီသုံးခုပဲခမရရဲ့ဘဝကိုဖြစ်စေနေတာဒီဗီဒီယိုလေးကကြိုရှိတယ်ဆိုရင် like comment ပေးပြီးတော့ကြားဖို့လိုရနေတဲ့လူတွေစီကိုလည်းရအောင် share ပေးပါ